အားလုံးပဲမင်္ဂလာပါဖုန်းခွင်ဆောင်ထားခြင်းရှိမရှိစစ်ရတာရန်ကိုလွယ်ပါတယ်အကယ်လို့ကျွန်တော်တို့ကဖုန်းခွင်ဆောင်မထားဘူးဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းတွေကပိတ်ခံနေပါတယ်ဒါပေမဲ့ဖုန်းတော်များများကတော့ဖုန်းခွင်ဆောင်ထားပြီးသားပါသို့တော်လည်းကျွန်တော်တို့အခွင့်ဆောင်ထားခြင်းရှိမရှိကိုသိကျင်နေဆိုရင်ဖုန်းကိုတွေကိုသွားပါအဲ့ဒီမှာစတာရှက်06ရှက်ကိုနှိပ်ပြီးလိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ IMEN1 ကဏ္ဍနံပါတ်တွေ IMEN2 ကဏ္ဍနံပါတ်တွေပေါ်ပါလိမ့်မယ်အဲ့ဒီကဏ္ဍနံပါတ်တွေကိုကျွန်တော်တို့ကမှတ်ခဲ့ရမှာဖြစ်ပါတယ်ဘေးနာကစောက်ထဲမှာဖြစ်ဖြစ်နှုတ်ထဲမှာဖြစ်ဖြစ်မှတ်ခဲ့ပါမှတ်ပြီးကျွန်တော်တို့စစ်ရမယ့် website ကိုတောင်းမှာဖြစ်ပါတယ်အဲ့ဒီ website link ကိုလည်းကျွန်တော် YouTube description မှာ link ချပေးထားပါမယ်အဲ့ဒီ link ကိုနှိပ်ပြီးမှဝင်ရုံပါပဲတခါလေမှာကျွန်တော်တို့ link website ထဲကိုဝင်လို့မရရင် VPN နဲ့ခံပေးပါတချို့ဖုန်းတွေက VPN နဲ့လိုတယ်တချို့ဖုန်းတွေက VPN နဲ့မလိုပါဘူးဒါဆိုရင်ကျွန်တော်တို့ website ထဲကိုရောက်ပြီဆိုရင်ပထမဆုံးလုပ်ရမှာကကျွန်တော်တို့ဒီခဏဆောင်ပြီးလိုက်ပေါ့နော်စာမျက်နှာပေါ်အောင်ဆောင်ပြီးလိုက်ပါပေါ်လာပြီဆိုကျွန်တော်တို့အဲ့ဒီမှာ play တက်ရှိမယ်ချက်စတက်ရှိပါမယ် play တက်ကတော့ခွင့်မဆောင်အောင်သေးတဲ့သူတွေခွင့်ဆောင်အောင်မှာကျွန်တော်တို့လောလောဆယ်စစ်မှာဖြစ်တဲ့အတွက်ချက်စတက်ဆိုတော့ကိုနှိပ်ပေးလိုက်ပါချက်စတက်ဆိုတော့ကိုနှိပ်ပေးပြီးရင်ကျွန်တော်တို့ဒီခဏဆောင်ပေးလိုက်ပါအဲ့ဒီမှာကျွန်တော်တို့ရဲ့ under IMEI ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရဲ့ IMEI1 ကိုအရင်ဆုံးထည့်ကြည့်ပါမယ်IMEI1 နံပါတ်တွေပေါ့နော်ကျွန်တော်တို့ဖော်ပြနေတဲ့နံပါတ်တွေအကုန်ထည့်ပေးလိုက်ပါထည့်ပြီးကျွန်တော်တို့အောက်မှာ I am not a robot ဆိုတာရှိတယ်အဲ့ဒါကဘာလဲဆိုကျွန်တော်တို့ကလူကိုယ်တိုင်ဖြည့်တာလားဒါမှမဟုတ်စိတ်ဥတီဖြည့်တာလားဆိုတော့သူတို့ကမေးချင်တာပေါ့နော်ဒါပဲကျွန်တော်တို့ကစိတ်ုံမဟုတ်ဘူးလူကိုယ်တိုင်ဖြည့်တာဖြစ်တဲ့အတွက်4000ကွက်ထဲကိုနှိပ်လိုက်မယ်နှိပ်ပြီးခဏတစ်ချက်စောင့်ပေးလိုက်ပါ verify လုပ်တာပေါ့နော်စောင့်ပြီးရင်ကျွန်တော်တို့ဒီခဏစောင့်ပေးလိုက်ပါသူကဒီ verify ဖြစ်ပြီဆိုရင်သူကပျော့ပြပါလိမ့်မယ်ဟုတ်ပြီဒါဆို verify ဖြစ်သွားပြီဆိုကျွန်တော်အောက်က chat stat ဆိုတော့ကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါဒါဆိုကျွန်တော်တို့ရဲ့ဒီ IMEI စင်1ကိုပေါ့နော်ကျွန်တော်တို့ဒီစစ်နေပြီဖြစ်ပါတယ်ထပ်ပြီးတော့ကျွန်တော်တို့ဒီနှိပ်ပြလိုက်ပါဦးเนาะကျွန်တော်တို့ခုနမနှိပ်မိတာဖြစ်နေပါတယ်ဒါဆို chat stack ကိုဆက်နှိပ်ပြလိုက်ပါဒါဆိုရင်အခွင့်ဆောင်ထားခြင်းရှိမရှိပေါ်လာပါပြီအဲ့ဒီမှာအမှန်ချစ်3ခုပြနေတယ်အစိမ်းအောင်လေးနဲ့ပြနေတယ်ဆိုဒါကကျွန်တော်တို့အခွင့်ဆောင်ပြီးသွားပြီပေါ့နော်အဲ့ဒီမှာအလဲရဖြစ်တဲ့တက် payment status ဆိုတာလေးကကျွန်တော်တို့ဒီချက်ချေခက်ပြနေမယ်အနေအောင်ဖြစ်နေမယ်ဆိုရင်တော့ဒါကအခွင့်ဆောင်ထားခြင်းမရှိသေးပါဘူးဒါဆိုရင်ကျွန်တော်တို့အခွင့်ဆောင်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အနေနဲ့ခွင့်ဆောင်ထားခြင်းရှိမရှိစစ်ဆေးတဲ့နီလန်ကိုအရန်လွယ်တယ်ဒါဆိုရင်တိတော့ကြပြီထင်ပါတယ်